အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော် stock control ပြုလုပ်တဲ့နည်းလေးကိုအစအနေဆုံးပြပြပေးတော့မှာပဲဖြစ်ပါတယ်ဒီ format မှာကျွန်တော်တို့သုံးလာတာကကျွန်တော်တို့က if error ရဲ့ကျွန်တော်တို့ data validation ရဲ့ကျွန်တော်တို့ vlookup ရဲ့ sum ifs ရဲ့ပဲကျွန်တော်တို့သုံးလာတာဖြစ်ပါတယ်အကယ်၍အဲ့ဒီ formula တွေမသိသေးဘူးဆိုရင်ကျွန်တော် comment မှာမှတ်ခဲ့လို့ရပါတယ်ကျွန်တော်အဲ့ဒီ formula တွေကိုပြန်ပြီးတော့ရှင်းပြပေးပါမယ်အဲ့တော့ကျွန်တော်တို့က stock control format ကိုကျွန်တော်ကဘယ်လိုလုပ်ထားလဲဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကအဝယ်စင်းတွက်လိုက်တာနဲ့ကျွန်တော်တို့နောက်မှာအဝယ်စင်းပေါ်အောင်အကယ်၍ကျွန်တော်တို့အယောင်စင်းတွက်လိုက်တာနဲ့အယောင်စင်းတစ်ခါနဲ့နှုတ်သွားအောင်ပြီးလက်ကျန်ကြံနေအောင်အဲ့လိုပုံစံမျိုးလေးပြုလုပ်ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဝယ်စင်းလေးတွင်လိုက်မယ်ကျွန်တော်တို့ date လေးရွေးလိုက်မယ် invoice number လေးကျွန်တော်တို့ထည့်လိုက်မယ်ကျွန်တော်တို့ supplier name လေးရွေးလိုက်မယ်ရွေးပြီးတော့ကျွန်တော်တို့ဝယ်တဲ့ item လေးကိုကျွန်တော်တို့မိုကိုနာဝယ်လိုက်တယ်အထုပ်တရားဝယ်လိုက်တယ်ဆိုပါစို့အထုပ်တရားဝယ်လိုက်တယ်ဆိုရင် inventory ကိုနိုးတွေကိုသွားကြည့်လိုက်တယ်ဆိုရင်မိုကိုနာကအထုပ်တရားသူ့အနေနဲ့သူတခါလေးဝင်အောင်ပြုလုပ်ထားတာဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့မိုကိုနာကိုကျွန်တော်တို့ရောင်းမယ်အရောင်းနဲ့ကျွန်တော်တို့ date လေးထည့်မယ်ပြီးတော့ရောင်းတဲ့ပေါင်ချာနံပါတ်လေးထည့်မယ် customer name လေးရွေးလိုက်မယ်ရွေးပြီးတော့ကျွန်တော်တို့ကမိုကိုနာကိုပဲရောင်းလိုက်မယ်30ရောင်းလိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ inventory ကိုနိုးထဲမှာပါရှယ်အနေနဲ့တရားဝင်လာတယ်အယောင်းနဲ့30ထွက်သွားတယ်ကျွန်တော်တို့နောက်ဆုံးလက်ကျန်60ကျန်တာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ကိုယ်တော်ထဲမှာ60ကျန်နေရမှာဖြစ်ပါတယ်အဲ့လို stock control ပြုလုပ်တဲ့နည်းလေးကိုကျွန်တော်အစအနေဆုံးပြပြပေးပါမယ်အဲ့တော့ဒီမှာဗာ data လေးလိုအပ်လဲဆိုရင်ကျွန်တော်တို့ data မှာဆိုရင် date data လေးလိုအပ်တယ် date ကိုရိုက်ထည့်လဲရတယ်ကျွန်တော်တို့ data validation နဲ့ use နေတဲ့အတွက် date လေးကိုဒီပုံစံနဲ့လေးထားရတယ်ပြီးရင် supplier နဲ့ customer နဲ့လိုမယ်ပြီးရင်တော့ကျွန်တော်တို့ရဲ့ item list လေးလိုမယ် item list ကိုမှကျွန်တော်ဒီမှာ purchase price ရဲ့ sale price ရဲ့ဆိုပြီးတော့ထားရတယ်အကယ်၍ကျွန်တော်တို့ဒီမှာ purchase မှာထည့်လိုက်တာနဲ့သူရဲ့purchase price ကြအောင်sale မှာထည့်လိုက်တာနဲ့ sale price ကြအောင်အဲ့လိုမျိုးလေးပြုလုပ်ထားတဲ့အတွက်ကျွန်တော်တို့ item list လေးလိုတယ်ဒီ format လောက်ရတာတော့မခက်ပါဘူးအကယ်၍ဒီ format လေးကိုလိုချင်နေဆိုရင်ကျွန်တော်ရဲ့ comment မှာမှတ်ခဲ့လို့ရပါတယ်ကျွန်တော် Viber နဲ့တော့ကောင်းကျွန်တော် email နဲ့တော့ကောင်းကျွန်တော်ပို့ပြီးထားပါမယ်အဲ့တော့ကျွန်တော်တို့ file အသစ်လေးကိုတွားလိုက်မယ် file အသစ်မှာတော့ကျွန်တော်လိုအပ်တဲ့ data လေးတွေတော့ copy ကူးထားတယ် data မှာ date ရယ် supplier နဲ့ customer နဲ့ရယ်ထည့်ထားတယ်ပြီးတော့ item list လေးတွေလည်းထည့်ထားတယ် purchase price sale price ဆိုပြီးတော့ထည့်ထားတယ်ကျွန်တော်ဒါကို formula လေးတွေရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ purchase မှာဆိုရင်အရင်ဆုံးကျွန်တော်တို့က date ဆိုပြီးတော့ထည့်လိုက်မယ် date ထည့်ပြီးတော့ကျွန်တော်တို့က invoice number လေးထည့်မယ်ပြီးရင်တော့ကျွန်တော်တို့ဗာမှတ်မယ်ဆိုရင် supplier name လေးမှတ်မယ်မှတ်ပြီးတော့ item name ကျွန်တော်တို့မှတ်မယ်ပြီးရင်ကျွန်တော်တို့ဝယ်တဲ့ quantity ပြီးရင်ကျွန်တော်တို့ unit price ပေါ့ unit price ရဲ့ပြီးရင် amount ဘယ်လောက်ဝယ်လဲဆိုတာကျွန်တော်တို့အဲ့တိုင်းလေးထည့်မှာဖြစ်ပါတယ်ဈေးမှာဆိုရင်လည်းကျွန်တော်တို့အဲ့တိုင်းပဲကျွန်တော်တို့အရင်ဆုံး date လေးထည့်မယ် invoice number လေးထည့်မယ်ပြီးရင် customer name လေးထည့်မယ် customer name ပြီးရင် item name ဆိုပြီးတော့ကျွန်တော်တို့ထည့်မယ်ပြီးရင် quantity ကျွန်တော်တို့ price ရဲ့ amount ရဲ့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရပြီအဲ့ဒါကိုမှကျွန်တော်တို့က date ကိုလည်းကျွန်တော်တို့က data validation နဲ့ရွေးခိုင်းမယ်အဲ့တော့ကျွန်တော်တို့က data validation ထည့်မယ်ဆိုရင်ကျွန်တော်တို့ပထမဆုံးတော့မှာလေကျွန်တော်တို့ name rate ပေးရမှာဖြစ်ပါတယ်အဲ့တော့ name rate ပေးမယ်ဆိုရင်ကျွန်တော်တို့က data လေးကိုသွားမယ်ကျွန်တော်တို့ formula တက်ထဲမှာ name manager ဆိုတာရှိပါတယ်အဲ့ဒီမှာ new ကိုနှိပ်လိုက်လို့ရတယ် new ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ date ရေးလိုက်လို့ရတယ်ပြီးရင်တော့အဲ့ date data ကဘယ်ကနေပဲထိလဲဆိုကျွန်တော်တို့ဒီကနေကျွန်တော်တို့ဒီအဆုံးထိ31ရက်နေ့စီကျွန်တော်တို့ရွေးလိုက်မယ်ပြီးရင်တော့ okay ဒါကကျွန်တော်တို့ name rate ပေးတဲ့တနည်းဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့ကဒါကိုပဲ name rate တစ်ခါလေးပေးရှင်နေဆိုရင်ခေါင်းစဉ်ကိုရွေးပြီးတော့ create from selection ကိုရွေးပြီးတော့ဒီမှာ dot row ပြီးရင် okay ကျွန်တော် shortcut key အနေနဲ့သုံးချင်တယ်ဆိုရင်တော့ဒါလေးကို selection ပေး keyboard ကနေ control ရဲ့8ရဲ့ F3 ရဲ့နှိပ်လိုက်တယ်ပြီးရင် okay နှိပ်လိုက်တယ်ဆိုရင်ဒါလည်း name manager နဲ့ဝင်သွားပြီပဲဖြစ်ပါတယ် name manager ပြန်စစ်မယ်ဆိုရင် name manager တွေကဒီမှာ customer နဲ့ date ရဲ့ supplier နဲ့ရဲ့သူတို့ရဲ့ data တွေကမှန်လားမမှန်လားစစ်ရှင်းနေဆိုရင်ဒါကိုရွေးကျွန်တော် refer to မှာနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ data လေးကိုကျွန်တော်တို့ပြနေတာပဲဖြစ်ပါတယ် date ဆိုရင် dateကျွန်တော် customer name ဆိုတဲ့ customer name ပြနေတာဖြစ်ပါတယ်အဲ့တော့ name တွေပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာ data validation ထည့်တော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ data တွေက data validation အကယ်၍ကျွန်တော်တို့ကတကောလလုံးကို data validation ထည့်မှာဆိုရင်တကောလလုံးပေးဒီလောက်ထိပဲဆိုရင်ဒီလောက်ထိပဲ selection ပေးလို့ရတယ်ကျွန်တော်ကတကောလလုံးကို data validation ပေးလိုက်တယ်အဲ့တော့ကျွန်တော်တို့ဒီထဲမှာ list ကိုရွေးမယ် keyboard ကနေ attribute လေးနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ပေးထားတဲ့ name တွေပေါ်လာပြီကျွန်တော်က date ထည့်မှာဖြစ်ပါတယ် dateအဲ့ဒါဆိုရင်ကျွန်တော် date ရွေးလိုက်တယ်ဆိုရင် date ပေါ်နေပြီဖြစ်ပါတယ် invoice number မှာကျွန်တော်တို့ရိုက်ထည့်တယ် supplier name မှာလည်းကျွန်တော်တို့က data validation ရွေးမယ်အဲ့တော့ data validation ကျွန်တော်က list ကျွန်တော်ဆိုမှာ attribute လေးနှိပ်လိုက်မယ် supplier name မှာကျွန်တော် supplier name ပြီးရင် okay အဲ့ဒါဆိုရင်တော့ supplier name လေးပေါ်လာပြီပဲဖြစ်ပါတယ် item name မှာလည်းအဲ့တိုင်းပဲ item name မှာ data validation ထည့်မယ် list တဲကဆိုမှာကျွန်တော် attribute လေးနှိပ်လိုက်မယ်ဒီထဲမှာကျွန်တော် item name ကမပါသေးဘူးပဲဖြစ်ပါတယ်အဲ့တော့ item name ကိုကျွန်တော် name လေးပြန်သွားပေးရမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ item list ဆိုတာရှိပါတယ်အဲ့ဒီမှာ item list ကို name လေးပေးမယ်အဲ့တော့ဒါလေးကို selection ပေးလိုက်မယ်ပေးပြီးတော့ formula တက်တဲ့ကဒီမှာ create from selection ကိုနှိပ်လိုက်လို့ရတယ်ပြီးရင် okay name manager
formula လေးတွားကြည့်ရဆိုရင် item တွေပေါ်နေပဲဖြစ်ပါတယ်သူရဲ့ refer to ကိုနှိပ်လိုက်တဲ့ဆိုရင် internal ရဲ့ရှိတဲ့ item လေးတွေကိုသူက selection ပေးထားတာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ရပြီ item name မှာ data validation ထည့်မယ် data တွေက data validation အမှာ any value မှာ list ကိုရွေးမယ် keyboard ကနေ attribute လေးနှိပ်လိုက်မယ်နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာ item name ကိုရွေးလိုက်တဲ့ okay အဲ့ဒါဆိုရင်ကျွန်တော် item name ပေါ်လာပြီပဲဖြစ်ပါတယ် item name ပေါ်လာပြီ quantity ပြီးရင် price ကိုကျွန်တော်တို့က item ရွေးလိုက်တာနဲ့purchase ဆိုတော့ purchase price ကိုကြောက်အောင်ပြုလုပ်မယ်ဆိုရင်ကျွန်တော်တို့ VLOOKUP သုံးလို့ရတယ် index as match သုံးလို့ရတယ်ကျွန်တော်တို့ HLOOKUP လည်းကျွန်တော်တို့သုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့က VLOOKUP လေးနဲ့ပဲသုံးလိုက်မယ် VLOOKUP ပဲလုံးဝကျွန်တော်တို့ဒီ item လေးကိုကြည့်မယ်ပြီးရင် comma table array မှာကျတော့ကျွန်တော်တို့ကဒီမှာ purchase price ကိုပေါ်ရှင်းတာဆိုတော့ကျွန်တော်တို့ item လေးကနေ purchase price ရွေးရတယ်မယ်ပြီးရင် comma purchase price ကြီးကျွန်တော်နှစ် column မြောက်မှာရှိတာဖြစ်တဲ့အတွက် 2 ပြီးရင်တော့ comma ပြီးရင်တော့ true လား false လားဆိုရင်ကျွန်တော်တို့ false ကိုရွေးလို့ရတယ်ဒါမှမဟုတ်ကဏ္ဍအနေနဲ့0ရိုက်လို့ရတယ်ပြီးရင် queen ပြန်ပေးအနာခေါက်လိုက်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့ price ကကြာတော့ကြီးပဲဖြစ်ပါတယ် price list ကိုဆွဲချထားလိုက်မယ် error ပေါ်နေရဆိုရင်ကျွန်တော်တို့ကရှေ့မှာ if error လေးနဲ့ပြောင်းမယ် VLOOKUP ရှေ့မှာ if error ဆိုပြီးတော့ရိုက်လိုက်မယ်ပြီးရင်ကျွန်တော်တို့နောက်ဆုံးကိုသွားမယ်သွားပြီးတော့ comma ခံမယ်ဘာ portion လဲဘာမှမပေါ်ခြင်းဘူးဆိုရင်တော့တပည့်ကုန်းနှစ်ခါအကယ်၍တခြားဟာ portion နဲ့စာ portion နဲ့ဆိုရင်စာရိုက်မယ်ဒါမှမဟုတ်ကဏ္ဍ portion နဲ့ဆိုရင်0ရိုက်လို့ရတယ်ကျွန်တော်ကတော့ဘာမှမပေါ်ခြင်းတဲ့အတွက်တပည့်ကိုလေးရိုက်ပြီးတော့အနာခေါက်လိုက်မယ်ပြီးရင် formula လေးကိုပြန်ဆွဲချထားလိုက်တယ်ဆိုရင်ဘာမှမပေါ်တော့ဘူးကြည့်ရ item တခြား item တွေရွေးရဆိုရင်စီနှုန်းကသူ့အနေနဲ့သူကြာနေတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က quantity ထည့်လိုက်တာနဲ့ amount မြောက်မယ်ဆိုတော့ညီမချင်း quantity ရဲ့ကျွန်တော်တို့က price ရဲ့မြောက်မယ်အဲ့တော့ formula လေးကိုကျွန်တော်တို့ဆွဲချထားနိုင်မယ်အောက်ထိဆွဲချထားနိုင်မယ်error တက်တယ်ဆိုရင်လည်းကျွန်တော်တို့ if error လေးနဲ့ပြောင်းလို့ရတယ်အဲ့ဒီ formula ရှင်းမှာ if error ရိုက်ပြီးရင်နောက်ဆုံးမှာ comma ခံဘာမှမပေါ်ခြင်းဆိုရင်တပည့်ကိုနှစ်ခါ queen ပြန်ပေး enterအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒါလေးရာယူပဲဖြစ်ပါတယ် quantity ထည့်လိုက်တာနဲ့သူ့အနေနဲ့သူမြောက်နေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကနောက်တစ်ခုက save မှာလည်းအဲ့တိုင်းပဲကျွန်တော်က date မှာ data validation ထည့်မယ်ဆိုတော့ဒီ column လုံးကို selection ပေး data တွေက data validation အဲ့ထဲမှာ list ကိုရွေးဆိုမှကျွန်တော်တို့ attribute လေးနှိပ်မယ် attribute နှိပ်လိုက်တယ်ဆိုရင် date ပေါ်လာပြီ date okay အဲ့ဆိုရင် date ကိုရွေးလိုက်တယ်ဆိုရင် date ပေါ်လာပြီပဲဖြစ်ပါတယ် A1 နံပါတ်ကမလို့ဘူး customer name မှာလည်း data validation ထည့်မယ် enable လုံးက list attribute လေးကိုနှိပ်မယ်ကျွန်တော်တို့ဒီမှာ customer name ပြီးရင် okay အဲ့ဒါဆိုရင်တော့ customer name ပေါ်လာပြီပဲဖြစ်ပါတယ် item name ကိုလည်း data validation ရေးမှာဖြစ်တဲ့ data တဲ့ list အမှာဆိုမှာ attribute လေးကိုနှိပ် item name okay အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ item ပေါ်လာပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီမှာရောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကရောင်းစေးကြအောင်လုပ်မယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ HLOOKUP နဲ့တုံးလို့ရတယ်ကျွန်တော်တို့က VLOOKUP နဲ့ပဲအလွယ်ပုံတုံးလိုက်နေ VLOOKUP ပဲလုံးဝကျွန်တော်တို့ဒီ item name ကိုကြည့်မယ်ပြီးရင် comma table array ကကျွန်တော်တို့ကဒီ item list တွေကိုသွားကြည့်ရမှာဖြစ်ပါတယ် item list ကနေဒီ save price ကိုလမ်းကြည့်မှာဖြစ်ပါတယ်အဲ့တော့ comma save price ကကျွန်တော်တို့3 column မြောက်မှာရှိတယ်အဲ့တော့3, false ကို0ရိုက်လို့ရတယ်ပြီးရင် green ပြန်ပေး enter ခေါက်လိုက်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ရောင်းစေးကြလာပြီပဲဖြစ်ပါတယ် error ပေါ်တယ်ဆိုရင်တော့ VLOOKUP ရဲ့ရှေ့မှာ if error ရိုက်ကျွန်တော်တို့နောက်ဆုံးကိုသွားပြီးတော့ comma ခံပြီးရင် double ကိုနှစ်ခါရိုက် enter ခေါက်လိုက်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ formula လေးကိုဆွဲချလိုက်တယ်ဆိုရင်ရပြီပဲဖြစ်ပါတယ်ကြည့်ကျွန်တော်တို့ quantity ထည့်မယ်quantity ထည့်လိုက်တာနဲ့ကျွန်တော်တို့ကအနောက်မှာ amount တစ်ခါတည်းမြောက်အောင်ဆိုရင်ညီမချင်းသူ့ရဲ့ကျွန်တော်တို့ကဒီ price ရဲ့မြောက်လိုက်မယ်မြောက်လိုက်တယ်ဆိုရင်ကျွန်တော်တို့ formula လေးဆွဲချထားလိုက်မယ် error တက်တယ်ဆိုရင်ကျွန်တော်တို့ရှေ့မှာ if error လေးနဲ့ပြန်ပြောင်းမယ် if error နောက်ဆုံးသွားမယ် comma ခံ double ကို enter ရိုက်လိုက်မယ်အဲ့ဒါဆိုရင်တော့ရတာရွေးဖြစ်ပါတယ်ပြီးရင် inventory control မှာကျွန်တော်တို့က stock တွေကိုဝယ်တာဘယ်လောက်ရောင်းတာဘယ်လောက်လက်ကျန်ဘယ်လောက်ဆိုတာကြည့်မယ်အဲ့တော့ကျွန်တော်တို့က item name လေးကိုကျွန်တော်တို့က copy ကူးလိုက်မယ်ဒီ copy ကူးပြီးတော့ inventory control ထဲမှာကျွန်တော်တို့လာရှာထားလိုက်မယ်ရှာပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့က opening ကတော့ကျွန်တော်တို့လက်နဲ့ရိုက်ထည့်မယ်အဲ့တော့ purchase ဆိုရင်ကျွန်တော်တို့ကဒီ purchase worksheet မှာထည့်တာနဲ့ဒီ inventory control ထဲမှာပေါင်းသွားအောင်ဆိုရင်ကျွန်တော်တို့က sum if လေးနဲ့သုံးလို့ရတယ်ကျွန်တော်ဒီမှာ criteria တစ်ခုပဲဖြစ်တဲ့အတွက် sum if နဲ့ပဲကျွန်တော်တို့သုံးလိုက်တယ် sum if နဲ့လည်းသုံးလို့ရတယ် sum if နဲ့သုံးလိုက်တယ်ပထမဆုံးလာတာဒီ range ကကျွန်တော်တို့စစ်ထုတ်မဲ့ column ဖြစ်ပါတယ် purchase တွေကကျွန်တော်တို့ဒီ item name တွေက coffee မိုကိုနာလာဘေးကပါလဲဆိုတော့ကျွန်တော်ကစစ်ထုတ်မှာဖြစ်ပါတယ်အဲ့တော့ comma criteria က inventory control တွေကဒီခေါင်းဖြစ်ပါတယ်မိုကိုနာဖြစ်ပါတယ်ပြီးရင် comma sun rate ကကြတော့ကျွန်တော်တို့ခဏန်းပါတဲ့တန်ကိုကျွန်တော် purchase ထဲကကျွန်တော်တို့ amount ကိုစစ်မှာမဟုတ်ပါဘူး quantity ကိုစစ်မှာဖြစ်ပါတယ် inventory ဆိုတော့ရောက် quantity တွေကိုပဲစစ်မယ်အဲ့တော့ quantity column ကိုကျွန်တော် selection ပေးလိုက်မယ်ပြီးရင် enter ခေါက်လိုက်မယ်အဲ့ဒါဆိုရင်လည်းကျွန်တော်တို့ဝင်သွားပြီပဲဖြစ်ပါတယ် formula ကိုအောက်ထိဆွဲချထားလိုက်မယ်ဈေးမှာလည်းအဲ့တိုင်းပဲကျွန်တော်တို့ကရောင်းတာနဲ့တခါတည်းဝင်အောင်ဆို sum if လေးနဲ့တုံးလို့ရတယ်ပထမဆုံး rate ကကျွန်တော်တို့ကဒီ coffee ကိုစစ်မှာဖြစ်တဲ့အတွက် coffee ဈေးတွေက coffee ပါတဲ့ column ကိုရွေးလိုက်မယ် comma ပြီးရင်ကျွန်တော်တို့က inventory control လေးကိုပြန်သွားမယ်
copy ကိုပြန်ရွေးမယ်ပြီးရင်တော့ကျွန်တော်တို့ကဘယ်အောင် sun rate ကပေါင်းမှာဖြစ်ပါတယ်ပေါင်းမှာဘာကိုပေါင်းမှာလဲဆိုတော့ quality ကိုပေါင်းမှာဖြစ်ပါတယ် quantity ပြီးရင်အနာခေါက်လိုက်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ formula လေးကိုဆွဲချထားလိုက်ရင်ရပြီပြီးရင်တော့ closing ကိုဘယ်လိုရှာမလဲဆိုရင်အကယ်၍ကျွန်တော်တို့က opening ရှိတယ်ဆိုရင် opening 10ခုဆိုပါစို့10ခုဝယ်တာကတစ်ခုဆိုရင်ကျွန်တော်တို့လည်းထဲမှာ17ခုအဲ့ဒါကိုမှကျွန်တော်တို့ကရောင်းလိုက်တာ2ခုဆိုရင်လက်ကျန်ကကျွန်တော်တို့က6ခုပဲကျန်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က opening ကိုကျွန်တော်တို့က purchase နဲ့ပေါင်းမယ်ပြီးရင်တော့ sale ကိုလာနှုတ်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ formula လေးဆွဲချလိုက်တယ်ဆိုရင်ကျွန်တော်တို့ရသွားပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါလေးကို opening ကိုပြန်ဖြတ်လိုက်မယ်ကျွန်တော်တို့က purchase မှာကျွန်တော်ဒါလေးကိုဖြတ်လိုက်မယ်ပါရှိမှာမူကိုနာကိုပဲကျွန်တော်ကအခုတရားဝယ်တယ်ဆိုပါစို့အခုတရားဝယ်ဆိုရင် inventory ကိုလိုထဲမှာတရားဝင်သွားပြီအကယ်၍ကျွန်တော်တို့က sale မှာကျွန်တော်90ရောင်းလိုက်တယ်မူကိုနာကို90ရောင်းလိုက်တယ်90ရောင်းလိုက်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီမှာ inventory ကိုလိုထဲမှာ90ဝင်သွားပြီပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးလက်ကျန်90ကျန်တာဖြစ်ပါတယ်ဒီလိုပုံစံမျိုးလေးနဲ့ကျွန်တော်တို့ inventory ကိုလိုကိုကျွန်တော်တို့ဆွဲလို့ရပါတယ်အကယ်၍ကိုကဒီအပိုင်းကိုကျွမ်းသွားတယ်ဆိုရင်တော့ကျွန်တော်တို့နောက်ပိုင်းမှာ sale return တို့ purchase return တို့ကျွန်တော်တို့အဲ့ဒါတွေထည့်လို့ရပါတယ်ပြီးရင် damage တို့ကျွန်တော်တို့ sample ပေးတာလားdamage ပေးတာလားအဲ့ဒါလေးလည်းထပ်တိုးပြီးတော့ကျွန်တော်တို့ဒီထဲမှာထည့်ပြီးတော့ပေါင်းအောင်မယ်ဆိုပေါင်းနှုတ်အောင်မယ်ဆိုနှုတ်အဲ့ဒါလေးတွေထည့်ပြီးတော့ stock control format ကိုကျွန်တော်တို့အလွယ်တကူဆွဲလို့ရပါတယ်ကျွန်တော်တို့အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်မသိတာချင်းနေခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်